မင်္ဂလာပါခင်ဗျာ UK channel ကနေကြိုဆိုပါရစေခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အခုဒီဗီဒီယိုဖိုင်လေးတင်ပြပါပေါ့နော်ကျွန်တော်ရဲ့ YouTube ပေါ်ကအမျိုးတွေအတွက်ကိုလာမယ့်တစ်ပတ်စာအတွက်တစ်ပတ်စာမိုးဖိကတ်လေးကိုလာပြီးတော့ပြောပြပေးတာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်ရဲ့ UK 2D ရဲ့တစ်ပတ်စာကတ်ကို like ဆော့နေတဲ့မျိုးတွေဟာကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုဆုံးဖြတ်ကြည့်ပေးပါကျွန်တော်ရဲ့ UK 2D channel လေးကို subscribe မလုပ်ရသေးရင်နေပေးထားဖို့တောင်းဆိုပါရစေခင်ဗျာကျွန်တော်ပြီးခဲ့တဲ့ဘက်မှာတော့ကျွန်တော်ရဲ့ UK 2D channel ဟာတင်ပေးထားတဲ့တစ်ပတ်စာကတ်ကတော့ကျွန်တော်တို့အားလုံးထွက်သွားခဲ့တယ်ပေါ့နော်ကျွန်တော်တို့နောက်ဆုံးရက်မှာပဲတစ်ပတ်ဒီ sorry နောက်ဆုံးရက်မှာပဲတစ်ထိတ်136ခုအခွေကတစ်ဆိုပြီးတော့အောင်မြင်သွားတယ်ပေါ့နော်အခုလက်ပိုင်းတစ်ပတ်မှာလည်းကျွန်တော်တို့တပတ်စာကပ်ကိုတော့ကျွန်တော်အကောင်းဆုံးဖြစ်အောင်တော့ကျွန်တော်စူးစမ်းပေးထားတယ်ဆိုတော့လည်းကျွန်တော်ပုံမှန်ပေးနေကြတပတ်စာကပ်ပုံမှန်ထွက်ပေးနေကြအောက်စာကိုပဲကျွန်တော်ဆက်ပြီးတော့ပေးထားပါတယ်ဒါပေမဲ့အခုတစ်ပတ်မှာတော့ကျွန်တော်တို့လေးလုံးခွေနှစ်ခွေထွက်လိမ့်မယ်လေးလုံးခွေနှစ်ခွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကျင်းနေတဲ့အခွေကိုပဲယူသုံးပါတော့ကျွန်တော်ဒီကနေအဆောင်ဆုံးချိုးပြီးတော့အဆောင်ဆုံးချိုးပြီးတော့ပြောပြချင်ပါတယ်လေးလုံးခွေနှစ်ခွေဖြစ်တဲ့ကြောင့်မို့လို့ကိုကျင်းနေတဲ့အခွေကိုပဲယူဆော့ပါကျွန်တော်ခဏစေလုံးခွေပေးခြင်းမဟုတ်ပါဘူးအဲကြောင့်မို့ဒါလေးကိုလည်းတခြားနားလည်စေချင်ပါတယ်ခင်ဗျာနောက်တစ်ခုက3ရက်မွေးပတ်တီလိုက်ဆော့ခြင်းတဲ့မျိုးတွေကတော့ကျွန်တော် UK စီမှာလာရောက်ပြီးတော့ဆော့တယ်ပြီးယူလို့ရပါတယ်ကျွန်တော်အရှိမလည်းဗီဒီယိုဖိုင်တစ်ပုတ်တင်ပေးထားတာရှိပါတယ်ပေါ့နော်ဟုတ်ကဲ့ပါ3ရက်မွေးပတ်တီဆိုပေမဲ့ကျွန်တော်တို့တနင်္လာအင်္ဂါမှာအများဆုံးထွက်ပါလိမ့်မယ်တနင်္လာအင်္ဂါမှာအများဆုံးထွက်တနင်္လာအင်္ဂါမကျော်ပတ်တီပေါ့နော်အင်္ဂါမကျော်ထွက်ပါလိမ့်မယ်ကျွန်တော်အကောင်းဆုံးကြိုးစားပေးထားတဲ့ကြောင့်မို့လို့3ရက်မွေးပတ်တီလိုချင်တဲ့မျိုးတွေလည်းကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်25114348ရဲ့ Viber မှာဆက်သွယ်ပြီးလာပြီးလို့ရတယ်လို့941 Viber မရှိတဲ့မျိုးတွေကတော့941 938 659ဖုန်းဆက်သွယ်ပြီးတော့လာပြီးယူလို့ရပါတယ်ခင်ဗျာကျွန်တော်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်ပထမဆုံးအချိန်3ရက်မွေးပတ်တီးရထွက်သွားခဲ့တယ်နောက်ဒုတိယအချိန်ပေးတဲ့အခါမှာအဆင်ပြေဖြစ်သွားတယ်ပေါ့နော်အဲဒါကြောင့်မို့လို့3ရက်မွေးပတ်တီးလိုက်ဆော့ခြင်းတဲ့မျိုးတွေကျွန်တော် UK 2D ကဏ္ဍကိုလိုက်ဆော့ပြီးတော့အရှုံးတွေ့သွားတဲ့အမျိုးတွေရှိပါလိမ့်မယ်ဆက်လာယူပေးပါဒီပြန်ကြည့်ပြီးနောက်ပိုင်းမှာအင်္ဂါမကျော်ပတ်တီးကို3ရက်မွေးပတ်တီးဆိုပြီးပဲအင်္ဂါမကျော်ထွက်ပါလိမ့်မယ်အဲကြောင့်မလို့ဆက်လာပြီးတော့ယူပေးပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တပတ်စာကတ်လေးကိုကျွန်တော်ပြောပြပေးပါမယ်တပတ်စာကတ်ကတော့ပထမလေးလုံးခွေဖို့အနေနဲ့ကတော့ကျွန်တော်တို့4 6 8ခွေဖို့ဖြစ်ပါတယ်4 6 8ခွေဖို့ဖြစ်ပါတယ်ဒုတိယလေးလုံးခွေဖို့အနေနဲ့ကတော့2 3 6ခွခွေဖို့ဖြစ်ပါတယ်ဒါကတော့လေးလုံးခွေနှစ်ခွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုကျက်နေတဲ့အခွေကိုပဲယူသုံးပါခင်ဗျာကျွန်တော်ဘေးခွေအားကောင်းတယ်လို့ကျွန်တော်ထည့်ပြီးတော့မပြောရတော့ပါဘူးအများတန်းကတော့အခွေနှစ်ခွေလုံးထွက်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါတပတ်စာတွေမွေးထိပ်သီးနှလုံးကတော့နှစ်ထိပ်ခွန်ထိပ်ဖြစ်ပါတယ်ခင်ဗျာဒါကတော့ထိပ်စည်းမထွက်မရှင် live ဆောမှာဖြစ်ပါတယ်ထိပ်စည်းတစ်လုံးထွက်တာနဲ့နားရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါလေးကို live ပြပြပေးခြင်းဖြစ်ပါတယ်3ရက်မွေးပတ်တီးလိုချင်တဲ့မျိုးတွေတဲ့ကျွန်တော်ဒီမှာလာပြီးတော့ယူလို့ရပါတယ်ကျွန်တော်အားလုံးကိုပို့ပေးပါမယ်ကျွန်တော်အခုလောဆယ်မှာမပို့ပေးသေးပါဘူးလာပြီးဟိုင်းထားလိုက်ပါကျွန်တော်အားလုံးကိုတယောက်မချင်ပို့ပေးပါမယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ